Christmas ရောက်တိုင်းမှာကြားနေရတဲ့ Let Christmas I give you my heart ဆိုတဲ့ Let Christmas တခြင်းရဲ့နောက်ွယ်ကစိတ်ဝင်စားစရာအကြောင်းအရာတွေကဘာတွေဖြစ်မလဲဒီနေ့မှာတော့ Let Christmas တခြင်းရဲ့တမိုင်းကြောင်းနဲ့အတူChristmas မှာနာမည်ကြီးပြီးတော့လူကြိုက်အများဆုံးဖြစ်တဲ့တခြင်းတချို့အကြောင်းပါကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးသွားပါမယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြပါမယ် Let Christmas I give you my heart ဆိုတဲ့တခြင်းတန်တက်တက်လေးကိုကြားလိုက်တာနဲ့တပြိုင်နက် Christmas ရောက်ပြီဆိုတဲ့အငွေ့တက်လေးကိုအားလုံးပဲခံစားပြီးကြမှာပါနှစ်တိုင်းဒီလိုချိန်ကိုရောက်ရင်ကဘာအနှက်နေရာတိုင်းမှာဖွင့်နေကြတဲ့ဝမ်ဖွဲဝင်ဂျော့မိုက်ကယ်ရဲ့ Let Christmas တခြင်းကတော့1984ခုနှစ်ဒီဇင်ဘာလမှာထွက်ရှိခဲ့တာပါဒီတခြင်းရဲ့အတိတ်ပဲကတော့ပြီးခဲ့တဲ့နှစ် Christmas ပွဲတော်ကာလအလွန်မှာလမ်းခွဲခဲ့တဲ့ချစ်သူကောင်မလေးကိုရည်ရွယ်ပြီးတော့တီဆိုထားတဲ့ကြေကွဲဝမ်းနေစရာဇလန်လေးတစ်ပုဒ်အကြောင်းပဲဖြစ်ပါတယ်ဒီတခြင်းကစထွက်တဲ့ခြင်းအချိန်မှာတော့လူကျက်အရန်များပြီးတော့အောင်မြင်ခဲ့ပေမဲ့ကဘာအကြီးဆုံး music ပလက်ဖောင်းတစ်ခုဖြစ်တဲ့ဒီ UK ချက်မှာတော့နံပါတ်1နေရာကိုရဖို့တော်တော်လေးကိုခက်ခဲခဲ့တာပါဘာလို့လဲဆိုတော့ Let Christmas တခြင်းထွက်ပြီးတော့တိတ်မကြခင်ပါပဲအာဖရိကရဲ့အငတ်ဘေးကိုကူညီဖို့အတွက်ရည်ရွယ်ပြီးတော့နာမည်ကြီးဆိုတော်တွေစုပေါင်းပြီးတည်ဆိုထားတဲ့ Do They Know It's Christmas ဆိုတဲ့တခြင်းထွက်လာတာမို့လို့ပါဒါပေမဲ့ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာက John Michael ကိုယ်တိုင်ကလည်းအဲ့ဒီအဖွဲ့အစည်းရဲ့ဒီ Christmas တခြင်းမှာပူးပေါင်းပြီးတော့ပါဝင်တည်ဆိုခဲ့တဲ့အပြင်သူ့ရဲ့ကိုယ်ပိုင်တခြင်းဖြစ်တဲ့ Let Christmas ဆိုတဲ့တခြင်းကရခဲ့တဲ့ဝင်ငွေတွေအားလုံးကိုလည်းဒီအာဖရိကတိုက်အငတ်ဘေးအတွက်လူရန်ခဲ့ပါသေးတယ်ဒီလိုနဲ့ Let Christmas တခြင်းကနှစ်ပေါင်း36နှစ်ကျော်ကြာပြီးတဲ့နောက်မှာတော့ UK ချက်ရဲ့နံပါတ်1နေရာကိုဒီ2021ခုနှစ်မှာရောက်ရှိခဲ့ပါတယ်။အဲဒီနောက်ပိုင်းကစပြီးတော့ကမ္ဘာအနှံ့နာမည်ကြီးဆိုတော်တွေဖြစ်ကြတယ်။ Taylor Swift, Ariana Grande, Blackpink အဖွဲ့ဝင်တွေကပါကာဘာဆောင်းအနေနဲ့တည်ဆိုခဲ့ကြပြီးတော့အောင်မြင်မှုတွေကိုအခုလက်ရှိအချိန်ထိသိမ်းပိုက်ထားနိုင်ခဲ့တဲ့တခြင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီတခြင်းမှာဝမ်းနည်းစရာအရန်ကောင်းတဲ့တိုက်ဆိုင်မှုတစ်ခုရှိခဲ့ပါတယ်။အဲ့ဒါကတော့ဒီ Let Christmas ဆိုတဲ့တခြင်းခေါင်းစဉ်အတိုင်းပဲဒီတခြင်းကိုဆိုခဲ့တဲ့အဆိုတော်ကြီး John Michael ကိုယ်တိုင်ဟာလည်း2016ခုနှစ်ဒီဇင်ဘာလ25ရက်နေ့ Christmas နေ့မှာကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။သူကွယ်လွန်သွားခဲ့ပေမဲ့သူထားခဲ့တဲ့သူ့ရဲ့တခြင်းကတော့ Christmas ရောက်တဲ့အချိန်တိုင်းကျွန်တော်တို့ရဲ့နှလုံးသားထဲမှာရှင်သန်နေစေဖြစ်နေအောင်ပါပါ။ဆိုတော့ Let Christmas တခြင်းအပြင် Christmas မှာနောက်ထပ်ရွေးချယ်စရာနာမည်ကြီးတခြင်းတွေကတော့ Christmas ကွင်းလို့တင်စားကြတဲ့ Mariah Carey ရဲ့ All I Want for Christmas Is You ဆိုတဲ့တခြင်းရှိမယ်။နောက်ထပ် Ariana Grande ရဲ့ Santa Tell Me တခြင်းရဲ့နောက် Justin Bieber ရဲ့ Mr. Do ရှိမယ်။နောက် Taylor Swift ရဲ့ Christmas Tree Fan ဆိုတဲ့ Christmas တခြင်းကောင်းများစွာရှိနေပါသေးတယ်။ဆိုတော့အဆုံးသတ်အနေနဲ့ပြောရရင်တခြင်းတွေဟာကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်းရဲ့နှလုံးသားတွေကိုနှွေးထွေးမှုပေးနိုင်သလိုလူသားတွေအတွက်တောင်းတနေရအကျိုးပြုနိုင်ခဲ့တယ်လို့ပြောရင်လည်းလုံးဝမမှားပါဘူးအခုလိုမျိုး Christmas တခြင်းကောင်းများစွာကိုဖန်တီးပေးခဲ့ကြတဲ့အမှုပညာရှင်တယောက်ချင်းစီတိုင်းကိုအတိမတ်ပြုကျေးဇူးတင်စကားပြောရင်းနဲ့ပဲဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါမယ်ကျွန်တော်ကတော့ပြေးပါကျွန်တော်ရဲ့ channel လေးကိုလည်း like and follow နဲ့တူဘေးကခေါင်းလောင်းလေးတီးပြီးတော့ subscribe နှိပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲ Merry Christmas ပါနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် See you guys But the very next day you gave it away